မိတ်ဆွေတို့အတွက် banner area မှာဘဏ္ဍတန်းကျော်နဲ့ pet friendly ဖြစ်တဲ့ Freshie Mega Space banner လေးရှိတယ်နော်33လွှာရှိတဲ့ဒီထက်မြင့်ကွန်ဒိုလီယာဘန်ကောက်မြို့ရဲ့အကြီးဆုံးကွန်တိုက်ကြီးဖြစ်တဲ့ Mega Banner အနီးမှာရှိပါတယ်ဒီကွန်ဒိုလေးရဲ့ထူးခြားချက်က minimal ဆန်ဆန်ရိုးရှင်းလှပပြီးလက်တွေ့ဆန်တဲ့အခန်းပြင်ဆင်တွေပါပဲ1.9 မီတာရှိတဲ့မျက်နှာကျက်မြင့်မြင့်အပြင်အခန်းတွင်းက space ကိုတခြားကောင်းကောင်းနေရာယူထားတဲ့လေးအောက်ဖွဲ့စည်းမှုပုံစံလေးကိုပါတွေ့မြင်ရမှာပါအခန်းတွင်းအသုံးပြုထားတဲ့ပစ္စည်းတွေရဲ့အရာကိုတဘာဝတသားရောင်နဲ့အဓိကအသုံးထားပြီးတဘာဝအလင်းရောင်ကောင်းကောင်းနဲ့အေဂျင့်နဲ့အမှုသက်လေးကိုခံစားရစေပါတယ်Solar rooftop အပါအဝင်တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ eco-friendly material တွေကိုပဲအသုံးပြုထားလို့ရိုးရှင်းပြီးတက်တောင့်တက်တာရှိတဲ့လူနေမှုပုံစံကိုအပြည့်အဝခံစားနိုင်မှာပါ။ Studio 1 bedroom 1 bedroom plus 2 bedroom ဆိုတဲ့အမျိုးအစား၄မျိုးရှိပြီးဘဏ္ဍတန်းကနေစပါတယ်။ Common fees လေးက1 square meter ကို32ဘတ်ပဲကျတင်တာဖြစ်လို့ဈေးသက်သာတယ်လို့ပြောလို့ရပါတယ်။ဒီချစ်သူတွေအတွက်လည်း pet friendly ဖြစ်တဲ့အခန်းတွေရှိပြီးအနီးနားမှာလည်းတိရစ္ဆာန်ဆေးရုံတွေလည်းရှိတာဖြစ်လို့ရွေးချယ်သင့်တယ်နော်။ BDS Banner Buddha MRT အဝါလိုင်း Silam Buddha တို့နဲ့နေပြီးအနာဂတ်မှာဒီကွန်ဒိုနဲ့အနည်းဆုံးနေရာမှာ LRT ရထားလိုင်းအသစ်ပြည့်စက်သွားဖို့ရှိပါသေးတယ်။ကွန်ဒိုလေးရလေ Mega Banner Shopping Mall ရဲ့အနည်းဆုံး BDS MRT ဘူတာတွေစီကို shuttle bus လေးတွေလည်းပြည့်စက်သွားအောင်မှာဖြစ်ပါတယ်။ဒါဆိုရင်စိတ်ကြိုက်ခံလေးရွေးချယ်ဖို့မေတို့ရဲ့ Mega City ကိုအခုပဲဆက်သွယ်လိုက်တော့နော်။